မြန်မာနိုင်ငံမှာမွေးပြီးမြန်မာနိုင်ငံသားဖြစ်ပါလိမ့်ကဲနဲ့အဘဲကြောင့်နယ်ချက်မျက်နှာဖြူနာမည်မှဲ့သည်နီကိုကိုဟာမိုးချိုးတော့ဖြစ်ပြီကွာ ဘာဖြစ်လို့လဲ ဘယ်လိုကြီးဝင်လာလဲလို့ ဒီတိုင်းမနေကြလေ ဟောဘီဘီရဲ့ဒုက္ခကဲလာပါအမေကြီးကောင်း ကိုအိမ်မှာရှေးရုပ်ထွေရှိရလား အလားဆယ် အော် မောင်အမေဟုတ်တယ် တက်လည်းမရှိဘူးတော့သူက ပါတော့ ခါလို့ပြေး အမေအဲ့လိုမခေါ်ရနဲ့လို့ သူကတူတယ် ဟိုဒါပြောနေတဲ့ဟိုဒါချစ်တယ် ဟမ်ငါကဲအဲ့မဆောက် ဟိုအန်တီတို့အကယ်ကဒီနေ့ photo shooting ရှိကြတာလားရှေးဝစားရည်တယ်နော်ကိုကို ရှင်းလေရဲလေဘာလို့ရှောက်ပြောနေတာလဲသူလည်းမလဲငါတို့အဲ့တိုင်းတော့ဖွတ်တာ ငါတို့ကဘိုးစင်ပေါင်ဆက်မင်းမျိုးမင်းနွယ်တွေလေ ။ဟိုအဖိုးကကိုမောင်မင်းလက်ထက်မှာဘရင်ကိုဘီးလေးဆက်တက်ရဲ့ ဟုတ် တော်တော်ကြည့်ချင်တာနော်ကို ဒါနဲ့မိန်းကလေးရဲ့နာမည်อ่ะ အဲလီဇဘက်စီပါရှင် ဟမ်မြန်မာလူမျိုးမဟုတ်ဘူးလားမြန်မာနိုင်ငံမှာမွေးပြီးမြန်မာနိုင်ငံသားဖြစ်ပါလိမ့်ကဲနဲ့အဘဲကြောင့်နယ်ချက်မျက်နှာဖြူနာမည်မှဲ့သည်နီ ဆာမဘယ်မင်းနေတယ်လို့ပဲနော်ကိုဘယ်လိုလဲဘယ်လိုလဲ တော့ရောဆုံးတစ်ခါတလေစကားပြောကိုလည်းနားမလဲဆက်တယ်နားမဟုတ် ဟိုဒီလိုပါရှင်ဟိုဆွေရလေနိုင်ငံခြားမှာပဲမွေးနိုင်ငံခြားမှာပဲကြီးပြီးတော့ဟိုအမေရိကန်မှာပဲဘွေးရခဲ့တာဆိုတော့မမေတို့ကလည်းအရန်ချမ်းသာတယ်လေအရန်ချမ်းသာတော့နိုင်ငံခြားမှာပဲကြောင်းထားတာအဲ့ဒါကြောင့်မလို့နာမည်ကို Elizabeth Sweet လို့ပေးထားတာ ။အဲလီဇဘတ်ဘယ်လိုရှိ ဘယ်လိုရှိ ဟုတ်ရှော အဲ့မိန်းကလေးရဲ့ပြောပုံဆိုပုံနေပုံထိုင်ပုံသွားပုံလာပုံဝတ်ပုံစားပုံပြုတ်ပုံရှားပုံကိုမဲတော့လုံးဝသဘောမတူနိုင်ဘူးသားတော့သဘောလည်းမကျအောင် လေများလိုက်တော့မဲတော်ကြီးတားတော်နေမဲတော်ကြီးမတုံးပါနဲ့တော့လို့မေရဲ့ ။ဖခင်မဲတော်လေးလုံးဝသဘောမတူနိုင်ဘူးငါသားတော် ဖေဖေဟာကမဲတော်လို့မတုံးနဲ့တော့လို့2025ရောက်နေပြီခက်ကိုလည်းပြန်ကြည့်ပါဦး မဲတော်တို့နဲ့မျိုးရိုးဂုံတည်တူတဲ့ထဲရပဲလက်ဆက်ပေးမယ်သားတော့ဒါမဲတော့အမိတ် မရောက်ဘူးမေတာဆွေကိုပဲချစ်တာတာဆွေကိုပဲယူမှာ အဲ့တော့မင်းကဘာဖြစ်ချင် မမေတို့သဘောမတူဘူးဆိုရင်လည်းရတယ်နိတာအိမ်မဆင်းဘူး ဟဲ့သားတော့ဟဲ့လောက်တော့ဒီမှာသားတော့အမေသားလေဟိုကျမတို့လေအချိန်ခီးသွားပြီးတော့များကုန်းမောင်ကြီးရောက်လာသလားဒါလေးမမေ ဆိုးနေတော့ အဲ့လာစရာကြီးဟိုလေထိုးတွေကလေအိမ်မှာလေအဲ့လိုပဲနေကြတာမမေရဲ့အားနာလိုက်တာရှင် ဒီမှာကျမတို့ကလေမြန်မာနိုင်ငံရဲ့ top 10ဆင်းဝင်တိတ်တိတ်ချမ်းသာတဲ့သူတွေဆိုတော့ကျမသမီးလေးရဲ့မင်္ဂလာကိုခန်းခန်းနာနာကြီးကြီးကျယ်ကျယ်ပဲလုပ်ချင်တယ်ကျမတို့ဒီပါရှင်များဖြစ်တဲ့ကဲ့သို့မျိုးရိုးဆင်ဆက်မှာမင်းမျိုးမင်းနွယ်ကြီးကြီးတက်ချမ်းသာတော်သူများဖြစ်ပါသည်ထို့ကြောင့်တို့သမီးဖက်အားစေရနာများနဲ့တင့်တောင်းတင့်တဲ့တင့်တောင်းလက်တ သမီးတရင်တင်ရတယ်လို့နော် ဒီကလေအားနာစရာကြီးဟိုသူကအဲ့လိုပဲပြောတတ်တာပဲရဲ့ ထို့ကြောင့်ညီသည့်စိတ်တိုက်ကစိတ်ငယ်များနဲ့တင့်တောင်းတဲ့နည်း ဘယ်လိုပြောရလဲ ရှင်းရမယ်ဒီတိုင်းလေတနေ့တိုင်းအသင်မမြင်အလုံးတော်ဝင်စိန်တိုက်ကစိန်ရနာများနဲ့တင်တောင်းခြင်းဖြစ်ပါသည် မမေတော်ဝင်စိတ်တိုက်တော့ကြိုက်ပေမဲ့လေဟိုပစ္စည်းပုံစံလေသူတို့လိုပဲရှေးပုံစံကြီးနော်ပြီးတော့ဟိုလေတေးလေးတေးရနော်ဟိုတမီးဝတ်ထားဆိုလို့ရှိရင်စက်နဲ့ရတူဆိုတော့တိတ်တောင်းလောက်တောင်ရှိတာဒါတေးလေးတေးရရိုးလေးရွယ်နော်မမေ ဒီမှာကျမတို့ကလေတော်ဝင်စိန်တိုက်ကလေလက်တက်ဒီဇိုင်းကိုပဲတိတ်ချမှာပဲဒီမှာကြည့်ကြည့်ကျမတို့ကလည်းရှေးခေတ်ဘိုးဘေးတွေဝတ်ခဲ့တဲ့ဒီဇိုင်းကိုတကန်တကမှားပြီးမှတင်တောင်းခြင်းဖြစ်ပါသည် မမေငိုရှေငို ဒီမှာကျွန်တော်တို့မှာဒီသမီးလေးတယောက်တည်းရှိရဗျာကျွန်တော်တို့သမီးလေးကိုဒီလိုအန်တိတ်ဒီဇိုင်းနေနဲ့တင်တောင်းတယ်ဆိုမှတော့ကျွန်တော်တို့ကဘော်ဒါတွေကြားထဲမှာရေလည်ငုတ်တာဗောဗျာ ။ရေလေငုတ်တော့ရေမမုန်းဘူးလား ပြောရတယ်သမီးဟာ ဒီမှာရေလည်ငုတ်တယ်ဆိုတာ feeling အောက်တယ်လို့ပြောတာခင်ဗျားတို့ သမီးဒီလိုပုံစံဒီလိုဒီဇိုင်းတွေနဲ့အဆင်မပြေဘူးနော်အဆင်မပြေဘူးဆိုရင်လည်းပြီးပြီလေပြန်ကြတာပေါ့တာတော့လေခဏလေးပေါ့ မေတို့သဘောမတူဆိုလို့ရှိရင်တာဝတ်ရကိုကူနဲ့သူရှိသွားမှာနော် ဟေးဘဝိတ္တကွန်ထရိုးလာမလာနဲ့နော်တာဝန်စိန်နဲ့စိန်တိုင်းနဲ့မှလက်ခံပါ ဟောအဲ့လိုလေ
ဟာလေ တောင်းငါစင်းတော့ဦးမေ အဆိုရင်တင်တော့ဘာဖြစ်ချင်သမီးတော်ဝင်စိတ်တိုင်းမှာကိုယ်တိုင်လိုက်ရွေးချင်ပါသည်ကောင်းကြီးဒီသမီးလေးမင်္ဂလာတော့ရှိလို့လာခဲ့တာတကယ်ပြီးတော့ဒီတော်ဝင်စိတ်နဲ့ကနောက်ဆုံးပေါ် latest design အကုန်လုံးလုပ်ပြ ဟုတ်ကဲ့ပါရှင် ဒါသမီးရဲ့ခမလေး ဒီပါရဲ့ရှင်ဒီမေမေကတော့သမီးတို့ရဲ့တော်ဝင်စိတ်တိုက်ကိုအမြဲတမ်းအားပေးနေတဲ့ဖောက်တယ်ပါရှင် ဒီလိုသမီးရဲ့တချို့တွေကလေအရန်ချမ်းသာတယ်လားပြောတာဘာတွေရောင်းပြီးခုမှဘယ်လိုချမ်းသာလာမှမသိဘူးမေတို့ကကြတော့လေမျိုးရိုးဆက်ဆက်သမီးတို့သိပါတယ်မင်းမျိုးမင်းတွေဆိုခါကြတော့မျိုးရိုးဆက်ဆက်လိုက်တော်ဝင်စိတ်တိုင်းမှာပဲဝယ်တာအရေးသွေးမြင့်ဆုံးစိတ်ကတော်ဝင်စိတ်တိုင်းမှာပဲရှိရလေပြန်ရောင်းရင်လည်းခက်ကာလာပေါ့စီတိုင်းအမြတ်ရတော့ကျမတို့ကတော်ဝင်စိတ်တိုင်းပဲပေါ့ရှင်ကျမတို့ဝတ်ဖို့ဝယ်တာလေဘာရောင်းဖို့ဝယ်တာဘာမဟုတ်တာပြီးတော့လေအိမ်မှာလေတော်ဝင်စိတ်တဲ့အစိမ်လို့ဆိုလေဘယ်မှာဆက်မှန်းမသိဘူးပေါ်လို့ဘယ်ဟာလို့ဝယ်ရမှန်းတော့မသိဘူးအဲ့ဒါမှလောဘတက်နေသေးတဲ့အမရဲ့ မေမေသမီးကအနည်းဆုံးက90လောက်မှဖြစ်မှာနော်အဲ့ဆိုသမီးဝတ်ထားတာတိတ်တောင်းလောက်ဆိုတော့အဲ့ဒါတော့မှတိတ်တောင်းပြပါမယ်50က ရှူလဲတမီးက90ဆိုလဲ90ယူဘာဖြစ်သူတို့တင်တောင်းရမှာပဲတမီးအလှဆုံး90အကောင်းဆုံး90ကိုပေးဟုတ်ကဲ့ပါရှင် ဖေးလိုက်တာတင်းနဲ့တောင်းလေးညာ60လုံးယူလိုက်တယ်မနော်ကို 60နော် ဟုတ်တယ်လေဘာလို့လဲညိုးညင်တာ ဟုတ် မေမေ60ယူလိုက်မယ်နော်ယူလိုက်လေမေယူလိုက်တယ် မညွှန်ညင်မဟုတ်ဘူးယူလေး မင်းတရားစခန်းဝင်မယ်ဆိုတော့တေးကြရလားကွာ သိကြတယ်ပါလေးတယောက်ရှိပါလေဘလိုဟာမလေးယူလာမှကိုမသိဘူးမျက်စိနဲ့နောက်နားနေကြီးကျွန်မတရားကမှပြောတော့နေတယ် စိတ်ချမ်းသာလိုက်တာစိတ်ချမ်းသာလိုက်တာ ဟုတ်တယ် မင်းစိတ်ချမ်းသာရင်ပြီးတာပဲလို့ဟုတ်တော့ ဘေဘီအနေလေ လာလေကြတာလား ဟုတ်ပါသေးပါဒီက6ချက်ပါမလားသူတို့အစားရမကြွေးဘူးလား ဟိုဝှရှော့နေလို့ပါမေမေရဲ့ မမလဲဆွဲကြိုးမမလဲဆွဲကြိုး ဟာမေမေရဲ့ဒီမစုံထဲမှာမလိုက်တာအင်းနေရေးဆိုတော့ဒီတိုင်းပဲနေလိုက်တာဗောလို့ဘာဖြစ်လို့လဲ ညီကိုကြောက်အိမ်မှာဘလို့ထားလဲအပြည့်နော်အပြည့်နေရမယ်သူများအိမ်မှာနေတယ် ဟာဖေးရဲ့တော်ပါတော့ပွားရမှာလှော်ကားနေပွားရတယ်ကြားရဲ့စွန့်ညစ်ပါတယ်တော့မေမေနဲ့လဲ သမီးအစင်းရောပြေလားအစင်းမပြေဒရုံးနဲ့တစ်ခါပြန်လိုက်ခဲ့ ပြ တော့ ပါတယ်လို့တော်ချပါတော့တစ်ခါတလေလာပြေးနော် အော်လာလေကြပြန်ပြီလားခမီးခမတော့ဟုတ်ပါတယ်ရှင်ဒါနဲ့အမပြေရမ်းရမယ်ကလားဖယ်တော့မလို့လဲတရားစခန်းတော့မလို့ အပီးလား Father gentleman. Father gentleman. ဘာဖြစ်နေကြတာတော့ဘုကောင်တို့တော့အဲ့ဒီဘက်ကောင်ရောက်နေတော့ဟဲ့ဒီကလေးကော မမ